ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Kiki Horror Story ကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတယ်ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတယ်ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ရောင်ငယ်လေးတရားမှာမိသားစုတစုနေထိုင်ကြပါတယ်အကိုကြီးကတော့ရာမလာဖြစ်ပြီးသူ့အမျိုးသမီးကတော့ကိုမေဖြစ်ပါတယ်ကိုမေကအခုမှကလေးမွေးထားပြီးသားလေးကိုမိသားစုအကုန်လုံးကချစ်စနိုးနဲ့ရာဟူးလို့ခေါ်ကြပါတယ်။ရာမလာရဲ့ညီနာမည်ကတော့ဒီပတ်ဖြစ်ပြီးသူ့ဇနီးနာမည်ကတော့ဆူရှီလာဖြစ်ပါတယ်။သူတို့မှလည်းသားလေးတစ်ယောက်ရှိပါတယ်။သူ့နာမည်ကဆူရက်လို့ခေါ်ပါတယ်။မိသားစုအကုန်လုံးကချစ်ချစ်ခင်ခင်နေထိုင်ကြပေမဲ့ရာဟူးမွေးကလေးကဆူရှီလာရဲ့အပြုအမူတွေကပြောင်းလဲသွားပါတယ်။ဆူရှီလာကရာဟူးကိုလုံးဝမချစ်ခင်မတွေ့တာပါဘူး။တရက်မှာတော့ရာမလာကမိသားစုအကုန်လုံးကိုခေါ်ပြီးပြောလိုက်ပါတယ်။ကိုမေကြီးကိုရွာကနေအပြင်ကိုရက်ပိုင်းခဏလောက်ခရီးသွားစရာလေးရှိလို့ကိုနဲ့တားလီရာဟူကိုဂရုစိုက်တော့မကြခင်ကိုပြန်လာမယ်။ဒီဘက်ငါညီလေးမင်းဘော်ကိုအိမ်တာဝန်တွေအကုန်လုံးကိုလွှဲပြီးတော့ကိုကြီးသွားအောင်မယ်။မင်းတာဝန်ကျင်းမယ်လို့မျှော်လင့်ပါတယ်။အကိုကြီးဘာမှစိတ်မပူပါနဲ့ကျွန်တော်တာဝန်အားလုံးကိုကြေပြင်းအောင်လို့ထမ်းဆောင်ပါမယ်။မိသားစုကိုလည်းတေချာဂရုစိုက်ထားပါမယ်။မိမကိုလည်းတေချာလေးနားလည်အောင်ပြောထားအောင်ငါမရှိတဲ့အချိန်ဘာပြဿနာမှမရှာစေနဲ့ဟုတ်ကဲ့ကိုကြီးစိတ်ချပြီးသားသွားပါရာမလာကအားလုံးကိုနှုတ်ဆက်ပြီးခရီးထွက်သွားလိုက်ပါတယ်ဟမ်ဒီအိမ်မှာငါ့ကိုဘယ်သူမှမလေးစားကြဘူးဘသူကြည့်ငါ့ကိုပြောဆိုခြင်းနေကြတယ်မင်းကဘယ်တော့မှပြောင်းလဲမဲ့မိန်းမမဟုတ်ဘူးကျမသားလေးတွေသူ့အခွင့်အရေးပဲပြန်လို့ချင်တာပါအကုန်လုံးကမင်းနဲ့မင်းကလေးကိုဝိုင်းချစ်ပြီးလိုချင်တာတွေပေးနေကြတာပဲနောက်ထပ်မင်းကဘာထက်လိုချင်သေးတာလဲအမသားနဲ့ညီမသားလေးကိုဘယ်တော့မှမခွဲခြားခဲ့ဘူးအဲ့ဒါလေကျမတို့ဘာလို့အမြင်ဆောင်နေရတာလဲကိုမေကငိုရင်းနဲ့အခန်းထဲကိုဝင်သွားပါတယ်ငါကဘယ်တော့မှခလေးညက်ကိုခွဲခြားမဆက်ဆံခဲ့ဘူးဒါလည်းငါ့ကိုပဲအပြစ်တင်နေသေးပါပဲအဲ့ဒီအချိန်မှာပဲရာဟူးကဗိုက်စာလို့ထောင်ငိုပါတယ်ဘာဖြစ်တာလဲသားလေးဘာလို့ငိုနေတာလဲအော်ဗိုက်စာလို့နဲ့တူတယ်အမေအခုပဲနှုတ်ဖြော်ခဲ့မယ်နော်နောက်နှုတ်ဖြုတ်ဖို့မိဖို့ကြောင့်လေးကိုတွားကြည့်လိုက်တဲ့အခါနှုတ်ကိုဘယ်မှရှာမတွေ့ပါဘူးဟာဘလို့ဖြစ်တာလဲနှုတ်ကဒီမှာရှိမနေဘူးပဲမနက်ကပဲဒီလောက်အများကြီးနှုတ်တွေမှားလာတာအခုဘလို့လောက်ကုန်သွားတာလဲကိုမေကဆူရှီလာရဲ့အခန်းလေးကိုတွားပြီးတော့မိလိုက်ပါတယ်ကျမမနက်ကပဲနှုတ်တွေအများကြီးဝယ်လာတာနှုတ်တွေကဘယ်ရောက်ကုန်တာလဲကျမကဘလို့လုပ်သိမှာလဲအမပဲကိုသားကိုတိုက်နေရနေမှာပေါ့ကျမဘောလာပြီးအပြစ်တင်မနေပါနဲ့ကျမကဒီတိုင်းပဲမေးလိုက်တာပါသားလေးကဗိုက်စာနေပြီးညဘက်မိဖို့ကြောင့်ထဲမှာလဲနှုတ်လုံးဝရှာမတွေ့လို့ပါဒီဘက်ရောက်လာပြီးသူတို့နှစ်ယောက်ရဲ့ပြောတန်ကိုနားထောင်နေပါတယ်အမရဲ့ဘာမှစိတ်ပူမနေနဲ့ကျွန်တော်အခုနွားလို့သွားဝယ်ပြီးတော့လာခဲ့မယ်ဒီဘက်ကဈေးကနေနှုတ်ဝဲပြီးကိုမေစီကိုပေးလိုက်ပါတယ်ကလေးကလည်းအတန်ကွေးမတန်အောင်ကိုနေပါတယ်ကိုမေကနှုတ်မြဲမြဲဖြောပြီးကလေးကိုတိုက်လိုက်တဲ့အခါမှာအိပ်ပျော်သွားပါတော့တယ်မင်းကအကိုကြီးသွားတာနဲ့မင်းပုံစံအချိုးတွေကပြောင်းလဲလာပြီနော်အကိုကြီးပြန်လာရင်ငါဘယ်လိုမျက်နှာပြရမလဲရှင်ကတော့ရှင့်တူနဲ့ရှင့်ကိုပဲခေါင်းထဲမှာရှိတယ်ကျမနဲ့ကျမသားလေးကိုဆိုခရုကိုမဆိုင်ဘူးသွားပြီးတော့ကို့အကိုကြီးနဲ့ပဲသားလေးစီမှာပဲသွားနေလိုက်ဟမ်ဆူရှီလာကကလေးကိုဒီပတ်လက်ထဲကနေအတင်းလူယူပြီးသူ့စိတ်ထဲမှာသူတွေးနေပါတယ်ဘယ်တော့ကြည့်ရာဟူလုံနေတာပဲငါသားလေးကိုဆိုကြောင်ထိုးထားကြတယ်ဒီကောင်လေးသာမွေးမလာရင်ဒီအမွေတွေအားလုံးကိုငါကလေးကပဲရမှာငါတို့ကိုဘလို့ပုံစံပေးရမလဲဆိုတော့ကြည့်လိုက်ဒါပေမဲ့မွေလဲတည်ပြီးတုံလဲမကြွအောင်ငါဘယ်လိုလုပ်ရင်ကောင်းမလဲငါဒီလိုလုပ်ရင်ရတာပဲငါဒီညချက်ချင်းပဲဒီကိစ္စကိုအကောင့်ထဲဖော်မယ်ညတကောင်မိသားစုအကုန်လုံးအိတ်နေတဲ့အချိန်ဆူရှီလာကကိုမေတို့အခန်းထဲသွားပြီးကြည်လိုက်ပါတယ်ဒါအချိန်ကောင်းပဲအမလည်းအိတ်ပြောနေတယ်ငါဒီကလေးကိုအသားလေးမပြီးခေါ်သွားလိုက်မယ်ဘယ်သူမှသိမှာမဟုတ်ဘူးဆူရှီလာကရာဟူးကိုအိမ်ရဲ့အဝေးရထားတန်လန်းတစ်ခုပေါ်ကိုခေါ်သွားပါတယ်တေဖို့ပြင်ထားတော့အခုမင်းကိုဘယ်သူမှလာခဲ့နိုင်မှာမဟုတ်ဘူးမင်းအသက်ရှင်နေသေး၍ငါသားကိုဘယ်သူမှအမွေလဲပေးမှာမဟုတ်ဘူးအဲ့တော့မင်းသေးကိုသေမှဖြစ်မယ်အဲ့ဒီလိုဆူရှီလာကကလေးကိုယထာတန်လန်းပေါ်ထားသွားတာကိုစုံမကမြင်လိုက်ပါတယ်အဲ့ဒီအချိန်ယထာလေးလာတော့စုံမကကလေးကိုကေးလိုက်ပါတယ်ဒါဘလို့မိမမျိုးလဲဒီလိုကလေးငယ်လေးကိုယထာတန်လန်းပေါ်ထားသွားတာဒီမိမကကလေးလေးကိုယထာတန်လန်းပေါ်ဘာလို့ပြစ်သွားတာလဲဆိုတော့ငါသိအောင်စုံစမ်းရမယ်စုံမကကလေးကိုချီပြီးဆူရှီလာနောက်ကိုလိုက်သွားပါတယ်
ဆူရှီလာကသူ့အနောက်ကိုတယောက်ယောက်လိုက်လာတယ်လို့ခံစားနေရပါတယ်မနက်လင်းမိုးလင်းချိန်ရောက်လူနေပါဖြစ်နေပါပြီဆူရှီလာကလမ်းမှာတွင်းရင်နဲ့အိမ်ပြန်လာနေပါတယ်ဘယ်သူမှငါ့ကိုမတွေ့ခင်ငါမြင်အခန်းထဲမှာဝင်အိတ်လိုက်မှာပဲမနက်မိုးလင်းလို့ကိုမေအိယာနိုးတော့ဟာငါသားလေးဘယ်ရောက်သွားတာလဲငါသားလေးဘယ်ကိုရောက်သွားပြီလဲညကအတူတူအိတ်နေကြတာပဲကိုဘယ်သူကငါသားလေးကိုယူသွားတာလဲကိုမေအတန်ကြားပြီးဒီဘက်နေဆူရှီလာနှစ်ယောက်လုံးအနားလျှောက်လာကြပါတယ်ကြည့်ပါဦးအကိုရဲ့ကျမသားလေးကိုဘယ်သူမှယူသွားလဲမသိဘူးတရားဘယ်လိုဖြစ်နိုင်မှာလဲအမရဲ့ညကပဲအမတို့သားမီးနှစ်ယောက်တူတူအိတ်နေကြတာကိုဘယ်သူကယူသွားနိုင်မှာလဲဆူရှီလာကစိတ်ထဲမှာသူ့ဘာသူပြောနေပါတယ်အခုနှစ်သားကိုဘယ်တော့မှပြန်တွေ့ရတော့မှာမဟုတ်ဘူးငါရထားတန်လန်းပေါ်မှာပြစ်ခဲ့ပြီရာဟုဘယ်တော့မှပြန်လာနိုင်တော့မှာမဟုတ်ဘူးအခုလောက်ဆိုရင်တော့ရာဟုနဲ့ပြည်ရောက်သွားလောက်ပြီရာဟုမရှိတော့ဘူးဆိုတော့သူ့အစားအမွေတွေအကုန်လုံးငါသားပဲရတော့မှာဆူရှီလာကဟန်ဆောင်ကငိုရင်းနဲ့ပြောလိုက်ပါတယ်အမရဲ့စိတ်မပူပါနဲ့ကျမတို့တွေအမြန်ဆုံးသားလေးကိုရှာတွေ့သွားမှာပါဟုတ်တယ်မကြီးစိတ်မပူပါနဲ့ကျွန်တော်အမြန်ဆုံးရှာပေးပါမယ်အကုန်လုံးကရာဟုအကြောင်းကိုပြောနေတဲ့အချိန်ရာမလာကရွာကိုပြန်ရောက်လာပါတယ်ရာမလာရောက်လာတာနဲ့အကုန်လုံးကစကားတခွန်းမှမပြောဘဲငြိမ်သွားကြပါတယ်ငါလာတာနဲ့အကုန်လုံးတိတ်သွားကြတယ်မင်းတို့တွေအမူအရာတွေလည်းပြတ်နေကြတယ်မင်းတို့တွေကိုကြည့်ရတာစိတ်ညစ်နေပုံပေါက်နေတယ်ဘာဖြစ်တာလဲဆိုတာတရားရောက်ငါ့ကိုပြောပြကြအောင်ပါလားကိုမေကငိုရင်းနဲ့အကြောင်းစုံကိုရာမလာကိုပြောပြလိုက်ပါတယ်ငါခဏလေးခရီးထွက်သွားတာမင်းတို့ကငါသားကိုပါဖျောက်ပစ်လိုက်ကြတယ်ဖះကြီးငါသားလေးဘလို့ပုံစံရှိနေမလဲမသိဘူးဘသူယူသွားတာလဲအကိုကြီးဘာမှစိတ်မပူနေနဲ့ကျွန်တော်အခုပဲရဲစခန်းကိုသွားပြီးတော့လူပြောက်သွားတိုင်လိုက်မယ်ရဲတွေအကူကြီးနဲ့အမြန်ဆုံးသားလေးကိုရှာတွေ့သွားမှာပါကိုမေလည်းငုံငုံပြီးတော့အချိန်နေတော်တော်ဆိုးနေပါပြီတရားရောက်တော့ကျမသားလေးကိုသွားရှာပေးကြပါကျမသားလေးဘလို့အခြေအနေနဲ့နေရလဲမသိဘူးမင်းမငိုပါနဲ့ငါတို့သားလေးကိုပြန်တွေ့သွားမှာပါအမရဲ့မငိုပါနဲ့သားလေးရာဟုကိုအမြန်ဆုံးတွေ့သွားမှာပါဆူရှီလာကကိုမိန်ရှိမှသူ့သားလေးရာဟုကိုစိတ်ပူခြင်းဟန်ဆောင်ပြနေပါတယ်အကောင်လုံးကရာဟုကိုရှာဖို့ထွက်သွားဖို့လုပ်တဲ့အချိန်မှာအမျိုးသမီးတူကတကားဝါမှာကလေးကိုချီပြီးရန်နေပါတယ်ဒါကရှင်းတော့ကလေးလားမသိဘူးကလေးကိုကြည့်ပြီးဟုတ်တယ်ဒါကျမသားလေးရာဟုပဲကိုမိန်ကရာဟုကိုမျက်မျက်ပွေ့ချလိုက်ပြီးနှမ်းရှုံနေပါတယ်ရာမလာကလည်းကလေးကိုပြန်မြင်ရတော့ပျော်ရွှင်သွားပါတယ်ဆူရှီလာကတော့ရာဟုကိုတွေ့ပြီးမနှင်မြူပါဘူးဒီကောင်ဘလို့အသက်ရှင်နေရတာလဲငါသူ့ကိုရထားတန်လန်းပေါ်မှာပြစ်ချခဲ့တဲ့ဟာကိုဒီကောင်ဘလို့အသက်ရှင်သွားတာလဲဆိုတော့ငါစဉ်းစားလို့ကိုမရဘူးအမကျမကလေးကိုဘယ်မှာတွေ့တာလဲအမကဘာလုပ်လဲကျမကဒီကလေးကိုရထားတန်လန်းပေါ်မှာတွေ့တာကျမသားလေးကိုဘသူကရထားတန်လန်းပေါ်မှာပြစ်သွားတာလဲဖះရေကဲတင်တဲ့သူကတက်တဲ့သူထက်ပိုပြီးတန်ဖိုးကြီးမြတ်လာပါတယ်အမကဘာမှနေရလဲယထာတန်တန်းပေါ်ပြစ်ထားတဲ့ကလေးကကျွန်တော်တို့ကလေးမှဘလို့သိတာလဲလောလောဆယ်တော့ကျမမှနေစရာအိမ်မရှိဘူးကျမကလေးလေးကိုချီပြီးရှိုင်းနဲ့ဒီအိမ်ကိုရောက်လာတာအမမှနေစရာအိမ်မရသေးကျမတို့နဲ့ပဲဒီအိမ်မှာအတူတူနေပါဟုတ်တယ်အမကျွန်တော်တို့နဲ့ပဲအတူတူနေပါကျမတို့သူ့ကိုမသိပဲဘယ်လိုအိမ်မှာနေခိုင်းလို့ရမှာလဲဘာလို့နေလို့မရရမှာလဲငါတို့ကလေးလေးကိုကယ်ထားတာပဲဆုံးမလဲအဲ့ဒီနေ့ကစပြီးသူတို့အိမ်မှာအတူတူနေပါတယ်ဆူရှီလာကနောက်တစ်ဖန်ကလေးကိုပြန်ဒုက္ခပေးနိုင်တယ်ဆိုတာဆုံးမကသိနေပါတယ်။ဒါကြောင့်ကလေးကိုမျက်ခြေမပြတ်စောင့်ကြည့်ပါတယ်။ဆုံးမကဆူရှီလာကိုလည်းစောင့်ကြည့်နေပါတယ်။တရက်မှာတော့ဆူရှီလာကရာဟုကိုဘလို့ရှင်းထုတ်ရမလဲထိုင်တွေးနေပါတယ်။အကုန်လုံးထမင်းစားပြီးကိုစီအိတ်ဖို့အခန်းထဲဝင်သွားကြတဲ့အချိန်ဆူရှီလာကကလေးကိုခိုးဖို့တိတ်တခိုးသူတို့အခန်းထဲကိုဝင်သွားပါတယ်။ဒါကအခွင့်အရေးကောင်းမယ်။ရာဟုကိုဘလို့ရှင်းထုတ်ရမလဲသိပြီ။ဟိုနေ့ကတော့သူအသက်ရှင်သွားတယ်ဒီနေ့တော့ဘလို့နီးနဲ့မှရာဟုအသက်မရှင်စေရဘူးဒီမိန်းမကတော့ဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူးငါသူ့ကိုတဘဝလုံးမှတ်လောက်သားလောက်ပညာပေးမယ်ဆုံးမကတမိသားစုလုံးကိုဆူရှီလာရဲ့အကြောင်းကိုသွားပြောပြပါတယ်ကျမဆူရှီလာကိုကလေးချီပြီးရထားတန်လန်းဘက်ကိုခေါ်သွားတာကိုတွေ့လိုက်တယ်ကျမတို့သူ့နောက်ကိုမြင်မြန်လိုက်သွားကြရအောင်ကိုမေရာမလာနဲ့ဒီဘက်တို့ကဆူရှီလာနောက်ကိုလိုက်သွားကြည့်တဲ့အခါဆူရှီလာနေဘလို့လို့ငါသားလေးကိုရထားတန်လန်းပေါ်ပြည့်ရတာလဲနေလဲအမေတယောက်ပဲမဟုတ်ဘူးလားကိုမေကဆူရှီလာလက်ထဲကနေကလေးကိုလူယူတာကိုဆူရှီလာကကလေးကိုမပေးပါဘူးကျမဒီကလေးကိုမပေးဘူးဆူရှီလာကကိုမေကိုတွန်းထုတ်လိုက်ပြီးရာဟုကိုယထာတန်လန်းပေါ်ကိုပြစ်ချလိုက်ပါတယ်အဲ့ဒီအချိန်ယထာကလာတော့စိုးမကဝင်ကေးလိုက်ပါတယ်ဆ
ဆူရှီလာရဲ့ခြေထောက်နှစ်ဖက်ယထာအခြေခံလိုက်ရပါတယ် သူကပထမတစ်ခေါက်တုန်းကလည်းကလေးကိုယထာတလက်မောပြစ်ချခဲ့တာအခုလည်းဒီလိုပဲလုပ်တယ်မကောင်းတာလုပ်တဲ့သူကမကောင်းတဲ့အကျိုးကိုပဲပေးတယ် စုံမတစ်ယောက်ဖြစ်ပြီးတော့မှကျွန်တော်ကလေးကိုကယ်တင်မိတယ်ဒီမှာတစ်ယောက်ကတော့သွေးရင်ဖြစ်ခဲ့ပေမဲ့ဘယ်တော့မှသွေးရင်လို့စိတ်မမွေးဘူး ကျမကိုခွင့်လွှတ်ကြပါကျမကကျမသားလေးအတွက်ဒီလိုတွေလုပ်ခဲ့တာပါကျမလည်းကျမလုပ်ခဲ့တဲ့အပြစ်တွေကိုပြစ်ဒဏ်ခံလိုက်ရပါပြီကျမကိုခွင့်လွှတ်ပေးကြပါ ငါသွားရတော့မယ်ငါအချိန်ရောက်နေပြီငါသွားပြီ အဲ့ဒီအချိန်ကောင်းကင်ကနေလျှက်စီးတန်းတန်းပေါ်လာပြီးစုံမကကောင်းတာလုပ်ခဲ့တဲ့အတွက်စုံမဘဝကနေဝှစ်ကျွတ်သွားပြီးနတ်ပြည်ကိုရောက်သွားပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်